အားလုံးပဲမင်္ဂလာပါဆရာဝန်ကြီးစီယုံစင်ကန်ပိုင်ရှင်တွေကျမရေးဝန်ထမ်းတွေအနေနဲ့ဒေါက်တာတုတ်ကန် application ကို iPhone မှာဘယ်လိုထည့်သွင်းသွားအောင်လဲဆိုတာကိုအခုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့စီစဉ်ပေးထားတဲ့ link ကိုနှိပ်လိုက်ပြီးဆိုတော့ ਨੇ test flight ဆိုတဲ့ application ကို install လုပ်ရမယ့်နေရာရောက်သွားပါလိမ့်မယ်ကျွန်တော်တို့ test flight ကို download လုပ်ပြီးဆိုရင်အခုလိုမျိုးကျွန်တော်တို့ဖွင့်ကြည့်လို့ရမှာဖြစ်ပါတယ် test flight ကိုဖွင့်တဲ့အခါမှာ internet permission တွေဒါတွေအကုန်လုံးကျွန်တော်တို့ allow ပေးလုပ်ပေးလိုက်ပါမယ်ပြီးတော့ကျွန်တော် continue ဆက်သွားပါမယ်ဒါဆိုရင်တော့ကျွန်တော် Dr. Token application ကို install လုပ်လို့ရမှာဖြစ်ပါတယ် install ကိုနှိပ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့အခုလိုပဲဖွင့်ကြည့်လို့ရမှာဖြစ်ပါတယ်ဖွင့်ကြည့်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့စေုံစေကန်ဆရာဝန်တွေ staff တွေရဲ့ account နဲ့စပြီးတော့အခုလိုမျိုးဝင်ကြည့်နိုင်ပါတယ်အကောင့်ကိုဝင်ကြည့်ပြီးတော့အစဝင်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီနေ့အတွက်ဆရာဝန်အချိန်ကြာကိုမြင်ရမှာဖြစ်ပါတယ်အခုဆိုတော့ဒါဒေါက်တာအောင်ထထွန်းရဲ့အချိန်ဖြစ်ပါတယ်ကျွန်တော်တို့ဒေါက်တာအောင်ထထွန်းနဲ့ပြမယ် patient information ကိုအခုလိုမျိုးပဲထည့်နိုင်မှာဖြစ်ပါတယ် patient တယောက်ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့နောက်တစ်ယောက်ရှိရဆိုလဲadd row နှိပ်ပြီးတော့နာမည်နဲ့ဖုန်းနံပါတ်နဲ့ထည့်ရပါပြီပြီးရင်တော့ကျွန်တော်တို့ submit လုပ်လိုက်ပါမယ်ဒါဆိုရင်တော့ patient 2ယောက်ကျွန်တော်ထည့်သွင်းပြီးသားဖြစ်သွားပါပြီဒါစီကံကိုဆရာဝန်ရောက်ပြီဆိုတော့ဆရာဝန်ရောက်ရှိပါပြီကိုနှိပ်လိုက်ရင်ရပါတယ်တကယ်လို့ patient တွေရောက်လာပြီဆိုလဲရောက်လာတဲ့ patient အပေါ်မှာနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဥပမာမောင်နှိပ်လိုက်ရင် arrive ပြမယ်နောက်ကမမရောက်လာရင်မမနှိပ်လိုက်ရင် arrive ပြပါမယ်မောင်ခေါ်မယ်ဟေ့ဆိုလဲ call button ကိုနှိပ်လိုက်ရင်မောင်ခေါ်ပါလိမ့်မယ်နောက်တစ်ယောက်ကိုထပ်ခေါ်မယ်ဆိုလဲ call clock ကိုပဲနှိပ်လိုက်ရင်နံပါတ်1ဖြစ်တဲ့မမကိုထပ်ခေါ်ပါလိမ့်မယ်အားလုံးပြီးသွားပြီဆိုရင်တော့မပြီးသွားပြီဆိုတော့မကိုကျွန်တော်ဖိထားလိုက်မယ်ဆိုရင်ဒါဒီလိုခုလိုဖိထားလိုက်မယ်ဆိုရင်ကျွန်တော် finish ကိုရွေးပြီးတော့ဒါသူ့ကိုကြည့်ပြီးသွားပြီဆိုပြီးတော့မှတ်လို့ရပါတယ်ပြီးရင်တော့ finish ပေါ့ဆရာဝန်အချိန်စရာပြီးသွားရင်ဆရာဝန်ပြန်သွားပြီဆို finish ကိုနှိပ်လိုက်ရပါတယ်ဒါဆိုတော့ဒေါက်တာအောင်ထထွန်းဒီနေ့စီကန်းထိုင်တဲ့အချိန်ကြီးအတွက်ပြီးပါပြီကျွန်တော်မနေ့ရက်ကထိုင်ခဲ့တဲ့အချိန်စရာတွေဒါမှမဟုတ်ကိုသိချင်တဲ့ရက်ကအချိန်စရာတွေကိုလည်းရက်စွဲကိုရွေးပြီးတော့ပြန်ကြည့်လို့ရပါတယ်ဟုတ်ကဲ့ဒါကတော့ Dr. Token application ကို iPhone မှာဘယ်လိုထည့်သွင်းအသုံးပြုရလဲဆိုတာကိုဆွေးနွေးတင်ပြသွားတာပဲဖြစ်ပါတယ်ဆောင်ရွက်ကြည့်လို့အဆင်မပြေတာရှိတယ်ဆိုလဲကျွန်တော်တို့ကိုဆက်သွယ်ရမယ့် Fiverr တွေဖုန်းနံပါတ်တွေ email တွေကျွန်တော်အောက်ဒီ caption မှာစီစဉ်ပေးထားပါတယ်အဲ့မှာလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ